ကျွန်တော်ခုမိတ်ဆွေတို့ပြပြပေးမှာတော့ကျွန်တော်ဖုန်းထဲက software တွေကိုတခြားသူတွေယူသုံးလို့မရအောင် lock ခတ်ထားတဲ့နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်ဖုန်းထဲက software တွေကိုတခြားသူတွေယူသုံးလို့မရအောင် lock ခတ်တဲ့နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဗျာမသိသေးဘူးဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ setting တွေကိုတစ်ချက်သွားပါဗျာပြီးလို့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ setting တွေကိုတစ်ချက်သွားပါဖြစ်ပါဗျာကျွန်တော်ဖုန်းထဲက setting တွေကိုတစ်ချက်သွားလိုက်ပါပဲဗျာပြီးလို့ဆိုရင်as ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်အခု apps ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ apps ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာပြီးလို့ရှိရင် unlock ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါဗျာ unlock ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ unlock ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာပြီးလို့ရှိရင်ကျွန်တော်တို့ပြထားတဲ့ပုံမှန်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာကျွန်တော်အစိမ်းလေးနဲ့ပုံမှန်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာပြီးလို့ရှိရင်ကျွန်တော်တို့ထားခြင်းတဲ့ lock ကိုထားလိုက်ပါဗျာကျွန်တော်တို့ခဏထားမလားကျွန်တော်ကြိုက်တဲ့ lock ကိုထားလိုက်ပါဗျာဘတ်တန်နဲ့ပဲထားမလားကျွန်တော်တို့ထားခြင်းတဲ့ lock ကိုထားလိုက်ပါဗျာပြီးလို့ရှိရင်ကျွန်တော်တို့ထားခြင်းတဲ့အကိုရွေးလိုက်ပါဗျာကျွန်တော်တို့က gallery ထဲထားခြင်းတာလားကျွန်တော်တို့က Facebook ကိုထားခြင်းတာလား Messenger ကိုထားခြင်းတာလားကျွန်တော်တို့ထားခြင်းတဲ့အတီကိုကျွန်တော်ရွေးရမှာဖြစ်ပါဗျာကျွန်တော်တို့က Instagram မှာထားခြင်းတာလား Viber ကိုထားခြင်းတာလားကျွန်တော်တို့Messenger ကိုထားချင်တာ Facebook ကိုထားချင်တာလားကျွန်တော်ရွေးချင်တယ်ကျွန်တော် app ဒီကလေးတွေကိုကျွန်တော်တို့ကအကောက်ကလေးတွေကိုရွေးပေးလိုက်ပါဗျာပြီးလို့ရှိရင်ကျွန်တော်ပုံမှန်ပြထားတဲ့ဥစ္စာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာ URL lock ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ URL lock ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာဒါဆိုရင်တော့ကျွန်တော်တို့lock ထားပြီးသားပြီဖြစ်ပါလေဗျာဒါလေးကတော့ကျွန်တော်တို့software တွေကိုကျွန်တော်တခြားသူတွေယူသုံးလို့မရအောင်ကျွန်တော်တို့ရဲ့ software တွေကိုယူသုံးလို့မရအောင် lock ထားတဲ့နည်းလေးပဲဖြစ်ပါရဲ့ဗျာကျွန်တော်တို့ဒီမှာဆိုရင်ပြကျွန်တော်ထားခြင်းတဲ့ lock ကိုထားပြီးလို့ရှိရင်ကျွန်တော်တို့ software တွေကိုရွေးလိုက်ပါဗျာကျွန်တော် gallery ထဲထားမလား Messenger ကိုထားမလား Facebook ကိုထားမလားကျွန်တော်တို့အကုန်လုံးကိုရွေးပေးလိုက်ပါဗျာရွေးပြီးလို့ရှိရင်ကျွန်တော်တို့ lock ခတ်ထားလို့ရပါရဲ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့ software တွေကို lock ခတ်တဲ့နည်းလေးပဲဖြစ်ပါရဲ့ဗျာမိတ်ဆွေကကျွန်တော်ပြောတဲ့နည်းလမ်းလေးတိုင်းလိုက်ပြီးတော့လုပ်လို့ရပါတယ်ဗျာကျွန်တော်တို့ဒါလေးကတော့ဖုန်းထဲက software တွေကိုတခြားလူတွေယူသုံးလို့မရအောင်ကျွန်တော်တို့ lock ခတ်တဲ့နည်းလေးပဲဖြစ်ပါရဲ့ဗျာဒီနည်းလမ်းလေးတိုင်းကျွန်တော်တို့က lock ခတ်မှာဖြစ်ပါရဲ့ဗျာကျွန်တော်တို့ setting တွေကိုသွားပြီးတော့ကျွန်တော် app ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလို့ရှိရင် unlock ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလို့ရှိရင် tree on ဆိုတာလေးတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ပတ်တန်ကိုထားပြီးလို့ရှိရင်ကျွန်တော်တို့ထားခြင်းတဲ့ lock software တွေကိုရွေးပြီးတော့ကျွန်တော်တို့ unlock အနေနဲ့ထားမှာဖြစ်ပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့ software တွေကို lock ခတ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ